အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ event ကဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့က application ထဲမှာတစ်ခုခုဖြစ်တယ်ပါဆိုလို့ရှိရင်ကျွန်တော်တို့က event တွေကိုပြစ်လို့ရတယ်ပြစ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ event တွေကိုဘယ်လို handle လုပ်ရမလဲဆိုတဲ့အကြောင်းချင်းရှိတယ်ဥပမာဖြင့်ပေါ့နော်ကျွန်တော်လုပ်ဖို့တဲ့ event ဆိုလို့ရှိရင် application တွေကထဲမှာကိုလုပ်ရမယ့်ကိစ္စရှိတယ်ဗျာဥပမာတစ်ဖက်က data တစ်ခုကိုပို့လိုက်တယ်အဲ့တစ်ခုကိုလက်ခံရရှိလိုက်တယ်ဆိုလို့ရှိရင် browser ကို refresh လုပ်အဲ့မျိုးဆိုလို့ရှိရင်တနေရာကနေ event ကိုပြစ်ချလိုက်တယ်အားလုံးပြီးသွားပြီဥပမာဘယ်လိုဟာမျိုးလဲဆိုရင်ကိုက sales တစ်ခုခုလုပ်မယ်ပေါ့ဗျာကျွန်တော်တို့ application တစ်ခုမှာကိုက ready မဖြစ်သေးဘူး launching ဆိုပြီးတော့စောင့်ခိုင်းတာစောင့်ခိုင်းထားတယ်ဆိုတဲ့အချိန်မှာကိုက3 2 1 0ဆိုတဲ့အချိန်မှာတက်လာမှာဒါပေမဲ့ကိုက5မှလောက်ပါတယ်ပြီးသွားပြီဆိုတဲ့အချိန်မှာ launch ကိုကောက်လုပ်ချလိုက်တယ် launch လုပ်လိုက်ပြီဆိုတာနဲ့အဲ့လူတွေ0ထိစောင့်နေရမလို့5ဆိုမဲ့အချိန်မှာ home ဆို browser refresh ဖြစ်သွားတယ် generally အဲ့လိုအဖြစ်အကျဉ်းမှတ်လို့ရအဲ့တော့ order create လုပ်တယ်ဆိုလို့ရှိရင် order ဟိုဘက်ကလုပ်ရရှိရလုပ်မယ်ဘယ် order ဘယ်လိုဘာညာကောက်အဲ့လို event တွေကို email လုပ်လိုက်တဲ့အချိန်မှာကိုကတစ်ဖက်က email လုပ်လိုက်ပြီဆိုတော့တစ်ဖက်က ယူရမယ့်ကောင်တွေရဲ့ service ကိုယူမယ်ဆိုတဲ့ကောင်တွေယူuser ကို create လုပ်လိုက်ပြီဆိုဥပမာအဖြစ် event ဆို user ကို create လုပ်လိုက်တယ်ဆို user ကို welcome email ပို့ရမယ်ဆိုတဲ့ကိစ္စဒီဒါမှမဟုတ် user ကို verify လုပ်ရမယ် email ကချက်ချင်း on the go ထွက်ရမယ်အဲ့ဒါကိုကျွန်တော်တို့က controller ထဲမှာဥရဖာရတော့မရေးနိုင်တော့ဘာလုပ်ထားလဲဆို user ကိုကျွန်တော်တို့ကဒီစနစ်ထဲမှာပဲဒါလိုက် on the go event email လုပ်လိုက်တယ်အဲ့ဒီ email ကိုကျွန်တော်တို့ကဟိုဘက်ထဲမှာဖမ်းထားတယ်ဖမ်းပြီးပြီဆိုတာနဲ့ထုတ်ရမယ့်ကုတ်တွေအတိအကျရေးထားတယ်အဲ့တော့ဘာဖြစ်လဲဆို controller ထဲမှာရှင်းတယ် controller အလုပ်ကလုပ်တယ်ပြီးရင် event ကို fire လုပ်လိုက်တယ်အဲ့ဒီ event ကဟိုဘက်ကိုရောက်သွားစသဖြင့်အဲ့တော့ကျွန်တော်တို့အဲ့ဒါကိုစကျင်နေဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိရင်node package ကို install လုပ်မယ် save nest.js/event emitter အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က event တွေကိုထုတ်ရမယ် okay event emitter ကိုစပြီးတော့ဟိုဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က app.module.typescript ထဲမှာသွားပြီးတော့ဘာသွားလုပ်မလဲဆိုလို့ရှိရင် input မှာကျွန်တော်တို့ကဒီမှာ event module ရေးမယ် event emitter module.for root ဆိုပြီးတော့ပေးမယ်ဒါပဲနော်အဲ့ဒီမှာ event email လုပ်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ event emitter ရသွားပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်မှာဆက်ပြီးတော့ရေးမယ်ဆိုလို့ရှိရင် event emitter module မှာကျွန်တော်တို့ပေးနိုင်တဲ့ configuration တွေရှိတယ် wildcard ပေးမှာလား wildcard ဆိုလို့ရှိရင် false ပေးလို့ရတယ် true ပေးလို့ရတယ်ပြီးသွားပြီဆိုဒီ limiter ဆိုတာတစ်ခုချင်းစီချမှာဆိုရင်ဘာနဲ့ချမှာလဲဆိုပေးလို့ရတယ် new listener အဖွင့်အပိတ်လုပ်လို့ရတယ် remove listener true ခေါ်လို့ရတယ်နောက်ပြီး maximum listener ကဘယ်လောက်အများကြီးရှိမှာလဲ memory ဘာဖို့ memory leak လုပ်မှာလားဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်မလဲ ignore error တွေအကုန်လုံးကိုကျွန်တော်တို့က ignore လုပ်ပါလား sorry မလုပ်ဘူး okay memory leak တွေအကုန်လုံးဘာဖြစ်မလဲအဲ့ဒါမျိုးတွေကိုကျွန်တော်တို့ကစစ်လို့ရတယ်ဘာမှမရှိဘူးဆိုလို့ရှိရင်လည်းဒီတိုင်းပဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က event တွေကို dispatch လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာပဲသွားပြီးတော့ကျွန်တော်တို့ဒီမှာ default နဲ့ပဲထားအောင်မယ်ဘာမှ configuration မလုပ်သေးဘူးအဲ့တော့အခုပထမဦးဆုံးကျွန်တော်တို့စပြီးသုံးမယ် user controller မှာကျွန်တော်တို့ကစလုပ်မယ်အဲ့ဒါဆိုလို့ရှိရင် user က controller လုပ်တဲ့အချိန်မှာကျွန်တော်တို့ကဒီမှာ user ကိုစပြီးတော့ create လုပ်မယ်အဲ့တော့ create လုပ်လိုက်တဲ့အချိန်မှာဒီမှာဆိုရင်အများကြီးမရေးတော့ဘဲねကျွန်တော်တို့ကဘာလုပ်မလိုက်လဲဆိုလို့ရှိရင် private event emitter event emitter 2ကိုကျွန်တော်တို့ကလမ်းတောင်းအဲ့ဒါဆိုရင် event emitter 2ဝင်လာမယ်အဲ့ဒါဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့က create လုပ်ပြီးသွားပြီဆိုလို့ရှိရင်
sorry ဒီထဲမှာကျွန်တော်တို့က event emitter ကိုမသုံးဘူးဆိုတာကျွန်တော်တို့ service ထဲမှာသွားပြီးတော့ဒီနေ့လုပ်မဲ့ဟာက user service ရဲ့ create ထဲမှာသွားလုပ်မှာအဲ့ဒါဆိုလို့ရှိရင်ဒီမှာအခုကျွန်တော်တို့ create ဆိုပြီးတော့ပေးထားတဲ့အချိန်မှာကျွန်တော်တို့ကဒီမှာ constructor ထဲမှာသွားပြီးတော့ event emitter ကိုကျွန်တော်တို့တော့ run မယ် okay အဲ့ဒါဆို event emitter အဲ့တော့ create လုပ်လိုက်ပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ကဘာလုပ်မလဲဆိုလို့ရှိရင် this.event emitter.emit ဆိုပြီးတော့ user.created new user created event ဆိုပြီးတော့ပေးမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် user id ကသူပေးထားတဲ့1ပေါ့ဗျာပေးလို့ကဘာမှမပေးဘဲနဲ့ကျွန်တော်တို့ထည့်ကြည့်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က event ကိုပေးမှရမယ်အဲ့တော့ event ကို listen လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ event ကိုသွားပြီးတော့နားထောင်မှရမယ် new user created event ကိုပေးတဲ့အချိန်မှာအဲ့ဒါကြီးကလေရေးရမယ်ထင်တာ user event.typescript အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ဒီ order ဟိုမှာတော့ကြည့်လိုက်တော့ကျွန်တော်တို့ကဒီမှာကျတော့အများကြီးမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့က event ဆိုပြီးတော့ပြီးွားရင်ဒီမှာ typescript file user dash created event.typescript အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီမှာသွားပြီးတော့ export class user created event ဆိုပြီးတော့အစောနာက user ရဲ့ကျွန်တော်တို့ကဒီဘက်မှာသွားပြီးတော့ database ထဲသွားထည့်တယ်ဆိုလို့ရှိရင်ပါရှိလဲဆိုလို့ရှိရင်ခဏဒီဘက်မှာ file တော့ကျွန်တော်ခေါ်လိုက်မယ် file ခေါ်လိုက်လို့ရှိရင်npm run start dev ခေါ်လိုက်ရင်ဒီမှာ okay အဲ့တော့ first name last name ရှိမယ်အဲ့တော့ကျွန်တော်တို့ user created မှာdocumentation မှာနည်းနည်းလေးကျွန်တော်တို့ confuse ဖြစ်သွားတယ်အဲ့ဒါဆို this event ကို create လုပ်လိုက်တယ်ဆိုတဲ့အချိန်မှာ user model က created model ဆိုပြီးတော့ကျွန်တော်တို့ကပေးလိုက်တယ် user ကို admit လုပ်တဲ့အချိန်မှာ user service ကနေပြီးတော့ admit လုပ်တဲ့အချိန်မှာ user.created ဆိုပြီးတော့ကျွန်တော်တို့ကပြန်ပြစ်မယ်အဲ့တော့ဟုတ်ပြီ user.created ကိုပြစ်လိုက်တဲ့အချိန်မှာကျွန်တော်တို့က user dash created event ပြစ်မဲ့ကောင်ကဘာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့က first name string last name string ဆိုပြီးပေးမယ်။ဘာဖြစ်လို့ first name ဆိုရင် last name ဆိုရင်ဆိုတာကျွန်တော်ရှေ့မှာပြောထားပြီနော်။ဒီဘက်မှာ first name နဲ့ last name နဲ့ဝင်ပါမလို့ကျွန်တော်တို့ first name string last name string ဆိုပြီးတော့ကျွန်တော်တို့ကပေးလိုက်တယ်။အဲ့တော့ကျွန်တော်တို့ကအဲ့ဒီအကောင်ကို issue မလုပ်ခင်မှာဘာလုပ်ရမလဲဆိုတော့ dom ဆိုပြီးတော့ this event emitter image ဆိုပြီးတော့ user updated ဆိုပြီးတော့ကျွန်တော်တို့ကအဲ့လိုလှမ်းပြီးတော့ for ထည့်လိုက်လို့မရတာဘယ်လိုလဲဆိုတော့ constant user created event equal to new user created event ဆိုပြီးတော့ဖြစ်မယ်အဲ့တော့ user created event တော့ first name equal ဆိုပြီးတော့ဘာကိုထည့်မလဲဆိုလို့ရှိရင် created user dot first name ဖြစ်မယ် created user user created event dot last name က created user dot last name ဖြစ်မယ်ပြီးပြီဆိုတော့မှ event ကိုကျွန်တော်တို့က file ရမယ် file ရမှာကလေဒီမှာဆိုရင်ကျွန်တော်တို့ file ရမှာနည်းနည်းလေးရွာတယ်အဲ့တော့ finally ပြီးမယ်ဘာဖြစ်လို့လဲဆိုတော့အားလုံးပြီးမှ event ကို file ရမယ် okay အဲ့တော့file ရမယ်เนาะ user event ကဒါဖြစ်မယ်အဲ့တော့ဒီမှာ created user က save ဖြစ်မယ်ဆိုပြီးတော့ပြောထားတော့ let created user equal now ဖြစ်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့က created user ကိုဒီ model ကိုပြောင်းမယ်အကယ်၍ if created user ဖြ
ဖြစ်မယ် instance of ဘာဖြစ်မလဲဆိုလို့ရှိရင် user model ဖြစ်ခဲ့မယ်ဆိုရင်ဆိုပြီးတော့ကျွန်တော်တို့ပေးမယ်မဟုတ်ဘူးဆိုလို့ရှိရင်ဒါ finally ဆိုတော့မှန် run ခိုင်းမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့က email file မလုပ်ဘူး okay အဲ့ဒါဒါမှန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က user က first name ရှိမယ် last name ရှိမယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က event ကို image ဆိုပြီးတော့ comma user created event ဆိုပြီးတော့ file လုပ်အဲ့ဒါဆိုရင် user created event ကဒီ user created event ကကျွန်တော်တို့ file ဖြစ်ပြီ okay အဲ့တော့ကျွန်တော်တို့ကသူ့ကို event ကြီးပဲဒီတိုင်းသွားလို့မရဘူး event ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီ directory ကကိုကြိုက်တယ်လို့ create လုပ်လို့ရတယ်နော်ကျွန်တော် random create လုပ်နေတယ်တကယ်တော့အဲ့ဒါ domain အရာဆိုလို့ရှိရင် user ဆို user အောက်ထဲမှာ customer ဆို customer ကိုယ့်ရဲ့ module အောက်ထဲမှာအဲ့ဒီ file folder လေးပြန်ရှိတယ်လားအဲ့မှာခွဲထုတ်ရတာလွယ်မှာကျွန်တော်တို့အဲ့လိုဟို feature တွေအကုန်လုံးစုထားလိုက်လို့ရှိရင်တော့ not great နော်အဲ့တော့ user dash sorry ကြိုပြီးတော့အဲ့ဒါတော့နည်းနည်းစဉ်းစားထားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ listener မှာကြတော့ဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာသွားပြီးတော့ TypeScript ကိုပြီးမယ် user dash created dot listener dot TypeScript ဆိုပြီးတော့သွားမယ်အဲ့မှာနည်းနည်းလေးရှုပ်သွားတာအဲ့တော့ကျွန်တော်တို့က user created ရဲ့ listener ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ကိုသွားပြီးတော့ပြန်ယူရမလဲဆိုလို့ရှိရင်ကျွန်တော်တို့က injectable ဖြစ်မယ် okay injectable export class user created listener ဖြစ်မယ်အဲ့ဒါကဘယ်လို create ဖြစ်မှာလဲဆိုတော့ on event ဖြစ်မယ် event ကဘာလဲဆိုရင် user.created ဖြစ်တယ်ဆိုတဲ့အချိန်မှာ handle user created event ဆိုပြီးတော့ဖြစ်မယ်အဲ့ဒါဘာလဲဆိုတော့ event က user created event ဆိုပြီးတော့ကျွန်တော်တို့ကလှမ်းခေါ်မယ် sorry event အဲ့တော့ကျွန်တော်တို့ event ကိုဘယ်လိုလုပ်မှာလဲဆိုတော့ console.log event ဖြစ်မယ် created in database စမ်းကြည့်ကြစို့ okay ဒုံ run မယ်အဲ့တော့ဒီဘက်မှာ user မှာကျွန်တော်တို့ body မှာ key value မှာထည့်ထားတယ်ဒုံအဲ့ဒါဆိုလို့ရှိရင် sorry ဒါဖြစ်မယ် event ကအဲ့ဒါမတက်ဘူး event fire လုပ်တယ်ဒီမှာ provider မှာသွားပြီးတော့ user created listener ကိုမပေးရင်ညာကျန်နေခဲ့တာလားဒီနှစ်သုံးရှု yes ဟုတ်ကဲ့အဓိက problem လေးဘာလို့အဲ့မပေါ်ဘူးတခုခုဆိုလို့ရှိရင် provider ထဲသာသွားထည့် listener ဆိုလဲ listen မလုပ်ဘူး cookie သမားဆိုလဲ cookie မလုပ်ဘူးဟို download service ဆို queue ဆိုလဲ queue အလုံးမလုပ်ဘူး emitter တွေကအဲ့လောက်စရာမရှုပ်ပေမဲ့အဲ့ဒီဟိုဟာတွေအကုန်လုံး listener တွေအကုန်လုံးကqueue မှာလဲI see queue မှာလဲသူက queue မှာလဲ RabbitMQ BlueMQ နဲ့သုံးတဲ့ကောင်မှာလဲ emitter ရှိတယ် listener ရှိတယ်ဒီကောင်မှာလဲအဲ့နှစ်ခုရှိတယ်နော်ဟုတ်ပြီအဲ့ကြောင့် listener ကတနည်းရာမှာငါ emitter နဲ့ listener ရှိတယ်ဆိုပြီးတော့အဲ့တော့ဟိုရှိသမျှ event တွေကိုထားအဲ့တော့ဒါကဒီလိုအဲ့တော့ကျွန်တော်တို့က user.created ဆိုတဲ့ဟာနဲ့လိုက်ရှာမယ်တကယ်လို့ user.created မဟုတ်ဘဲနဲ့ user.star လို့ပြီးလိုက်လို့ရှိရင်ကျွန်တော်တို့ကဒီဘက်ကပို့သမျှအားလုံးက file ဖြစ်မှာ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က wildcard သုံးလို့ရတယ်ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့က order ဘယ်နဲ့ကပါညာပေါ့ဗျာ update event ကိုပေါင်းနေတယ်ဆိုလို့ရှိရင် user.star ဆိုပြီးတော့ပေးလို့ရတယ်ဒါမှမဟုတ်ရှိသမျှအကုန်လုံးကိုယူကျင်တယ်ဆိုရင် star နဲ့ပေးလိုက်တဲ့ okay အဲ့ဒါဆိုကျွန်တော်တို့ user create event finally မှာကျွန်တော်တို့ finally ထည့်ပြီးမှ fire လုပ်လို့ရတယ်ဒါဆိုမှန်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာလုပ်လို့ရလဲဆိုရင် asynchronous ကောင်တွေကိုတဲ့ await
this dot event emitter dot event emitter ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ private event emitter readiness watcher အဲ့တော့ ev event ဒါကြီးပေါ့ဗျာလူရင်းပြောလှမ်းထည့်လိုက်ပေါ့အဲ့တော့ event ဒီကောင်ကြီးထည့်လိုက်လို့ရှိရင် wait this dot event emitter readiness watcher dot wait until ready ဆိုပြီးတော့စောင့်မယ်စောင့်တာကဘာ function မှမလိုဘူး okay on the go ပဲ test လုပ်ချင်တယ်ဆိုရင်တုံးဆို test လုပ်လိုက်လို့ရှိရင် event ကဒါသိကြတယ်ဆိုတော့မှ event က fire လုပ်မယ်မဟုတ်ရင်မလုပ်ဘူးအဲ့တော့ working example လေးရှိတယ်အဲ့တော့ဒီနေ့မချွေးမချမ်းပဲပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ကတော့ကျွန်တော်စမ်းကြည့်တဲ့ထဲမှာ documentation တစ်ခုနဲ့တော့မလုံလောက်ဘူး working copy လိုတယ် working copy မှာသွားကြည့်မှကျွန်တော်အဖြေပေါ်တာဘာဖြစ်လို့လဲဆိုတော့တချို့ဒီ class ခေါ်တဲ့ဟာဆိုလို့ရှိရင်ဘယ်လိုပြောမလဲသူကဒါအားကြီးလွတ်လွတ်ကျွတ်ကျွတ်ဖြစ်တယ်ဗျာအဲ့လိုဖြစ်တော့ working class ကိုသွားမကြည့်ပဲねကျွန်တော်နားမလဲဘူးအဲ့တော့အဲ့ဒီဟာကိုကြည့်ပြီးတော့စမ်းကြည့်တယ်လို့ကျွန်တော်ကတော့အကြံပေးတယ်ဒီဟာကိုလိုက်လုပ်ကြည့်ခြင်းတယ်ဆိုလို့ရှိရင်နောက်ပြီးတော့ကိုကorder create ဆိုသူပြောတဲ့အတိုင်းကို blindly လဲသွားထည့်လိုက်လို့လည်းမဖြစ်ဘူးလေအဲ့တော့ကျွန်တော်တို့ကသွားကြည့်လိုက်တော့ class ကဘာမှမဟုတ်ဘူးဒီတိုင်း ရိုးတန်း class တွေပဲဒါပေမဲ့ handle လုပ်တဲ့နီးချာကစကားပြောတဲ့အတွက်ကြောင့်မလို့ဒီနေ့ဟာကိုလုပ်မယ်ဆိုရင် working example ကိုသွားကြည့်ပါအဲ့ဒီတော့ကျွန်တော်ရဲ့ channel ကိုဒီနေ့လာကြည့်ပေးတဲ့ကြောင့်အထူးပဲကျေးဇူးတင်ပါတယ် subscribe လုပ်ထားပေးကြပါဘောနော်ကျွန်တော် channel ကို subscribe လုပ်တယ်ကျွန်တော် update လုပ်နေတဲ့ဟာတွေအကုန်လုံးမြင်ရဖို့အတွက်ကျွန်တော် channel ကို subscribe လုပ်ပေးပါ notification လေးယူထားတယ်ဆိုလို့ရှိရင်ကျွန်တော် video အသစ်ကိုတင်ခြင်းကို on the go ကြည့်လို့ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျ